တွေ့သမျှလူအကုန်ကိုမြဲ for လေးဟုံးဆိုကဲမျောအိတ်ဖို့အတွက်ခြုံဆိုတဲရောငါကိုဝိုင်းပြီးသူတို့မုံဖို့လဲပြောဘဝမှာတယောက်ထဲနေရတာလဲကြုံလို့ပဲပေါ့လူကောင်းလို့နေပြီးပြန်တစ်ခါကိုယူတာကျုပ်ငါကိုအာယုံနောက်မဲ့ကန္နာမျိုးဘယ်သူမှမရှုပ်ချင်းချင်းလဲကြိုင်တဲ့ရံများဖို့မူသွားတော့ခန်းနာတွေတပ်ဖို့ပြောနေငါမှန်တာဆိုတခုမှမလုပ်တီလာခုမှငါရဲ့တကယ်ဘဝစမှာမင်းတို့ရဲ့ဆွဲများထားกว่าတောင်းမှန်းနေမြင်ငါမှားသွားလို့ဝိုင်းပြီးစေးကြကခွဲကြပါဟုတ်တယ်ငါကမင်းတို့ကောင်းနေလို့မျိုးပွဲမှမရတာ shit အိမ်မရတဲ့ညတွေဆိုအတွေးဖို့ခဲ့ရတာမနဲ့ဖူဒီဖေးနဲ့မင်းနဲ့ကြားတဲ့ကလေးလိုပဲငါချွဲဖြစ်ပြတ်တဲ့ချောင်းလေးချင်းလို့ရေးဖို့မြဲအားထက်လိုလေသိမရှိအောင်ထားတဲ့ဖေးကိုလဲသနာတယ်ဘဝမှာမြဲပဲမဟုတ်တာလို့မင်းကိုမင်းနဲ့ဆုံးမအောင်ဟိုးရင်အချိန်တွေကဘာဘူးမမတည်တဲ့ငါအဝေးထွက်သွားတာမြဲဟေးအမေအတွက်အားများတဲ့ကလေးနေရများစွာတဲ့တနေ့သွေးပြတ်သွားမှာပဲလေတကယ်ချင်းနေရဝေးကိုသွားဖို့လက်ပြပြီးငါချစ်တယ်လို့ပြောတဲ့ရည်သားမနဲ့ကြညီးတွားနောက်ဆုံးချစ်သူရဲ့မျက်နှာကြည့်ကအတက်ကြမရှိတဲ့ဘဝကြီးတဲ့အသက်ကကြီးလားဟာမိသားစုရှိရင်ငါတို့ရသေးတဲ့အငွေ့သက်ဘာမှမဟုတ်တဲ့လူတွေကြောင်းမှာအားနေလဲမတွေးတဲ့အပုတ်တိုးတွေစားပြီးတော့အစာမကြည့်တဲ့နေရက်လိုပဲငါဘဝမှာလဲခုဒီမားတွေနဲ့ပြည့်နဲ့ငယ်ငယ်ကဆရာမတွေရှစ်လက်ပိုက်ဖူးတာမြင်အချိန်ကြာတော့အေကိုဟောတောက်ရလိုက်ခူးသွားတယ်ဒီလိုနဲ့နေရောညရောဇက်တိုက်ယူလာခဲ့လဲမထူးကြနဲ့ဒီကိစ္စမတတ်နိုင်ဘူးငါလဲမင်းတို့ရဲ့ပုံမှန်တွင်နဲ့ငါကြောင့်စုံစမ်းခြင်းခဲ့ငါတို့ဘာဖြစ်ဘူးကုန်ထမ်းရင်လဲအုံနောက်နဲ့စုံဖြတ်ခင်အထုပ်တန်းပြင်ပြီးတော့ကြုံတန်းဝင်မဲ့လုပ်ငန်းခွင်နဲ့ဘဝမှာမြဲပဲမဟုတ်တာလို့မင်းကိုမင်းနဲ့ဆုံးမအောင်ဟိုးရင်အချိန်တွေကဘာဘူးမမတည်တဲ့ငါအဝေးထွက်သွားတာမြဲဟေးအမေအတွက်အားများတဲ့ကလေးနေရများစွာတဲ့တနေ့သွေးပြတ်သွားမှာပဲလေဘဝမှာမြဲပဲမဟုတ်တာလို့မင်းကိုမင်းနဲ့ဆုံးမအောင်ဟိုးရင်အချိန်တွေကဘာဘူးမမတည်တဲ့ငါအဝေးထွက်သွားတာမြဲဟေးအမေအတွက်အားများတဲ့ကလေးနေရများစွာတဲ့တနေ့သွေးပြတ်သွားမှာပဲလေ